အားလုံးပဲမင်္ဂလာပါအင်တာနက်ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ့်ဗီဒီယိုကတော့ The Marvel ရဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုမကြည့်ခင်မှာ Captain Marvel ဗီဒီယို Miss Marvel series နဲ့ WandaVision series တို့ကိုကြည့်ထားဖို့လိုအပ်ပါတယ်ကျွန်တော် Captain Marvel ဗီဒီယိုမှာက Carol Danvers ကဘယ်လိုမျိုးစွမ်းရည်ရသွားလဲဆိုတဲ့အကြောင်းကိုအသေးသေးလေးပြပြထားပါတယ်ပြီးတော့ Carol Danvers ရဲ့နောက်ကျောင်းရာဇဝင်နဲ့ Maria Rambo, Monica Rambo တို့နဲ့ဘယ်လိုမျိုးပတ်သက်ဆွဲနေလဲဆိုတာကိုလည်းအသေးသေးလေးပြပြပေးထားပါတယ်ပြီးတော့ကျွန်တော်တို့ Miss Marvel series မှာတော့ခမလာကဘယ်လိုမျိုးစွမ်းရည်ရသွားလဲဆိုတဲ့အကြောင်းကိုပြောပြထားပါတယ်။ပြီးတော့အဲ့ဒီလက်ပတ်ကဘယ်လောက်ထိစွမ်းကြအောင်ဘယ်လိုအသုံးဝင်ကြအောင်ကိုလည်းအမှအသေးသေးလေးပြောပြထားပါတယ်။ပြီးတော့ The WandaVision series မှာတော့ Carol Danvers ရဲ့တငယ်ချင်းဖြစ်တဲ့ Maria Rambo ရဲ့သမီး Monica Rambo ကဘယ်လိုမျိုးစွမ်းရည်ရသွားလဲဆိုတဲ့အကြောင်းကိုအသေးသေးလေးပြောပြထားပါတယ်။ကျွန်တော်တို့ဒါအပြင်မှာ Nick Fury ကဘယ်လိုမျိုးစာပါရင်မော်ကိုရောက်လဲဆိုတဲ့အကြောင်းကိုတော့ Secret Invasion မှာအသေးသေးလေးပြောပြထားပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုကိုမကြည့်ခင်မှာအဲ့ဒီဗီဒီယိုကိုအရင်သွားကြည့်ထားမယ်ဆိုရင်တော့အတော်လေးကိုအဆင်ပြေပါတယ်။ကဲအဲ့ဒါဆိုအားလုံးပဲအဆင်သင့်ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင်။နိုးရဲ့နှစ်ပေါင်း30လောက်က Carol Danvers က Kree Empire တွေကိုဦးဆောင်နေတဲ့ Supreme Intelligence ကိုဖျက်ဆီးခဲ့ပါတယ်။အဲ့လိုလုပ်ရတာက Kree နေတဲ့ဂျိုဖြစ်တဲ့ Hala ကိုလေလူရောရေရောနေအောင်ယူရကိုဆုံးရှုံးသွားပြီးတော့အသက်ရှင်ဖို့အတွက်ခက်ခဲသွားတဲ့ဂျိုတစ်ခုဖြစ်သွားခဲ့ပါတယ်။ပြီးတော့အဲ့လိုလုပ်ရတာကြောင့် Kree တွေကြားထဲမှာလည်းပြည်ရင်းသစ်ကိုဖြစ်သွားခဲ့ပါတယ်။ Kree ရဲ့ခေါင်းဆောင်အသစ်ဖြစ်တဲ့ Davan ဟာ Quantum လက်ပတ်နှစ်ခုထဲကတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူမဟာအဲ့ဒီလက်ပတ်ရဲ့စွမ်းအားကိုသုံးပြီးတော့အာဂါတာထဲမှာအမြန်ခီးသွားနိုင်တဲ့ Jump Point တွေကိုအတင်းအားဓမ္မဖောက်ခွဲဖွင့်လှစ်ခဲ့ပါတယ်။အဲ့ကနေပြီးတော့ဖြစ်ပေါ်လာတဲ့စွမ်းရည်တစ်ခုက Nick Fury ဦးဆောင်နေတဲ့ Sava အာဂါတာစကန်အနာနီးမှာဂိတ်ဘောက်တစ်ခုကိုဖြစ်သွားစေခဲ့ပါတယ်။ Captain Monica Rambeau က Sava အနီးနားမှာရှိတဲ့ဂိတ်ဘောက်ကိုတွားရောက်စစ်ဆေးနေတဲ့အချိန်မှာ Carol Danvers က Davan ဖွင့်လိုက်တဲ့ဂိတ်ဘောက်ကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။သူတို့နှစ်ယောက်အဲ့လိုစစ်ဆေးနေရင်လည်းဂိတ်ဘောက်တွေကိုထိလိုက်တဲ့အချိန်မှာ Monica က Carol Danvers ရှိတဲ့နေရာကိုရောက်သွားခဲ့ပြီးကဘာမှာကျန်တဲ့လက်ပတ်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ Kamala Khan က Monica ရှိတဲ့နေရာကိုရောက်သွားပြီးတော့ Carol Danvers ကတော့ Kamala ရဲ့အိမ်ကိုရောက်ရှိသွားခဲ့ပါတယ်။ပြီးတော့သူတို့သုံးယောက်ကအဲ့ဒီစွမ်းအားတွေကိုအသုံးပြုပြီးတော့ Kree တွေကိုတိုက်ခိုက်ခဲ့ကြတာ Kamala ရဲ့အိမ်ကတော့ပျက်စီးသွားခဲ့ပါတယ်။နောက်တော့သူတို့အားလုံးကမူလနေရာကိုပြန်ရောက်သွားပြီးတော့ Fury နဲ့ Monica တို့ကကဘာမှာရှိတဲ့ Kamala စီကိုရောက်လာခဲ့ပါတယ်။အမှ Monica ကသူတို့သုံးယောက်စလုံးကအလင်းစွမ်းအားတွေကိုအခြေခံထားတာဖြစ်လို့သူတို့တွေစွမ်းအားတွေကိုဒီပိုင်းနဲ့သုံးလိုက်တဲ့အချိန်မှာနေရာချင်းလဲသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါနဲ့သူတို့သုံးယောက်ကစူးပြီးသွားခဲ့ပြီး Carol တီထောင်ပေးထားတဲ့ Thanos ဂျိုဘောက Scroll ဒုက္ခတဲ့စကန်ကိုသွားခဲ့ပါတယ်။အမှ Kree နဲ့ငင်းငယ်ဆွေးနွေးပွဲကပျက်စီးသွားတဲ့အခါမှာတော့ Davan ကနောက်ထပ်ဂိတ်ဘောက်တစ်ခုကိုဖွင့်လိုက်ပြီး Thanos ရဲ့လေထုကို Hala စီကိုဆုပ်ယူခဲ့ပါတယ်။အမှ Carol Danvers ကအဲ့က Scroll တွေကိုကဲထုတ်ပြီးတဲ့နောက်မှာ Carol Danvers, Monica နဲ့ Kamala တို့အဖွဲ့ဟာ၃ယောက်ဖွဲ့လိုက်ကြပြီး Kamala ကအဲ့ဒီဖွဲ့ကို The Marvels လို့အမည်ပေးလိုက်ပါတယ်။ Davan ကလည်းဂိတ်ဘောက်တွေကိုထပ်ကတိုင်းနဲ့ဖွင့်နေတာကြောင့်စကြဝဠာကြီးတစ်ခုလုံးကအန္တရာယ်ဖြစ်နေဆိုတာကိုသူတို့သိလိုက်ရပါတယ်။ပြီးတော့ Davan က Hala ဂျိုပျက်စီးရတာက Carol Danvers ကြောင့်လို့ယူဆခဲ့ပြီး Carol Danvers နဲ့ပတ်သက်တဲ့ဂျိုတွေကိုပြစ်မှတ်ထားနေခဲ့ပါတယ်။နောက်သူတို့သုံးယောက်ကရေရီနဲ့ပြည့်နေတဲ့ Adana ဂျိုကို Davan ထက်အရင်ရောက်အောင်သွားခဲ့ပြီးပြည်သူတွေကိုတိုက်ပွဲနဲ့ပြင်ဆင်ဖို့ပြောခဲ့ပါတယ်။ပြီးတော့ Davan ကရောက်လာခဲ့ပြီးဂျိုဘော်ကရေတွေကို Hala စီကိုဆုပ်ယူဖို့ကြိုးစားခဲ့ပါတယ်။အမှသူတို့တွေ Davan နဲ့စစ်တေဖြစ်ကြရင်းနဲ့မနိုင်တော့တဲ့အဆုံး Kamala တို့သုံးယောက်ကထွက်ပြေးခဲ့ရပါတယ်။ Davan နောက်ဆုံးအစီအစဉ်ကတော့ကျွန်တော်တို့ကမ္ဘာမှာရှိတဲ့နေမင်းရဲ့စွမ်းအားကိုအသုံးပြီးတော့ Hala ရဲ့နေမင်းကိုပြန်လည်အသက်သွင်းဖို့ပဲဖြစ်ပါတယ်။အဲ့ဒါနဲ့အဲ့ဒီ K-pop က Fury တို့ရဲ့ server စခန်းထဲရောက်လာတော့ Fury တို့ကအဲ့ရရှိတဲ့ဝန်ထမ်းတွေအကုန်လုံးကိုကမ္ဘာမြေကြီးကိုပို့လိုက်ပါတယ်။ပြီးတော့ Marvel အဖွဲ့က Davan ကိုတိုက်ခိုက်ပြီးထိန်းချုပ်နိုင်ခဲ့ပေမဲ့ Davan က Kamala ရဲ့လက်ပတ်ကိုလူယူသွားပြီးလက်ပတ်နှစ်ခုလုံးကိုသုံးပြီးတော့အာဂါတာထဲမှာနောက်တဲ့အပေါက်ကြီးတစ်ခုကိုဖောက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီဆွဲအားကြောင့် Davan ကတည်သွားခဲ့ပြီးသူတို့သုံးယောက်ကလည်းနေရာချင်းတဲ့ပြဿနာကပြီးဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Kamala ကလက်ပတ်ကိုပြန်ယူလိုက်ပြီးတဲ့နောက်မှာ Carol Danvers နဲ့ပေါင်းပြီးတော့ Monica ကိုဆွဲနေပေးလိုက်ပါတယ်။ပြီးတော့ Monica ကအဲ့ဒီအပေါက်ကိုအခြားဘက်ခြမ်းကနေပေးလိုက်နိုင်ခဲ့ပေမဲ့အခြားစကြဝဠာတစ်ခုမှကျန်ခဲ့ပါတယ်။နောက် Kamala ကကဘာကိုပြန်လာခဲ့ပြီး Carol Danvers ကလည်း Hala ရဲ့နေမင်းကြီးကိုသူမှဆွမ်းအားနဲ့ပြန်ပြီးတော့အတန်သွင်းပေးခဲ့ပါတယ်။နောက်ဆုံးမှာ Kamala ကကဘာဂျိုဘောက Kate Bishop စီကိုသွားခဲ့ပြီးသူ့လိုမျိုးအခြားလူငယ်သူရဲကောင်းတွေကိုလိုက်လံစုစည်းနေတယ်ဆိုတာကိုပြောခဲ့ပါတယ်။ Mercury ဆန်မှာတော့ Monica နိုးလာတဲ့အခါမှာသူ့ရဲ့မိခင် Maria နဲ့ရုပ်ချင်းစင်နဲ့ Binary နဲ့အတူ Mutant သိပ္ပံပညာရှင် Hank McQuaid တို့ကိုတွေ့လိုက်ရပြီးသူကအခြား Parallel Universe တစ်ခုကိုရောက်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ကျွန်တော်လက်ပတ်နှစ်ခုကိုတောင်းလိုက်တဲ့အချိန်မှာKamala ကဘာဖြစ်လို့ခံနိုင်ရရှိပြီးတော့ Davan ကဘာဖြစ်လို့တည်သွားခဲ့ရလဲ။အမှန်တကယ်တော့ဒီလက်ပတ်ရဲ့အကြောင်းကိုကျွန်တော်တို့ Miss Marvel မှာအသေးသေးလေးပြောပြထားပါတယ်။ Kamala Mutant ရောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ Miss Marvel series ရဲ့အဆုံးမှာဖော်ပြထားပါတယ်။ပြီးတော့သူ့မှာအခြား dimension ကလာတဲ့ Jin မျိုးကလည်းပါဝင်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒါကြောင့်သူကဒီလက်ပတ်ကထွက်တဲ့စွမ်းအားတွေကိုခံနိုင်ရှိတဲ့ DNA မျိုးရှိနေတာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့သူကဒီလက်ပတ်ရဲ့ပိုင်ရှင်ဖြစ်နေနိုင်ပါတယ်။အဲ့ဒီလက်ပတ်တွေကသူတို့ကိုသုံးမဲ့သူရဲ့စွမ်းအားနဲ့လိုက်မျိုးညီတွေအောင်ပြောင်းလဲပေးနိုင်မှရှိပါတယ်။လက်ပတ်တွေကသူ့ကိုရှာဖို့အချိန်နဲ့အာဃာတကိုဖျက်ပြီးတော့သူ့စီကိုရောက်လာတဲ့ဆိုတဲ့အကြောင်းကိုလည်းသူဗီဒီယိုထဲမှာပြပြထားပါတယ်။ဒါပေမဲ့ Davan ကတော့ Kree လူမျိုးတယောက်သားဖြစ်ပြီးတော့သူ့မှာ Kamala လိုမျိုးခြား DNA တွေမရှိပါဘူး။ပြီးတော့သူကလက်ပတ်နှစ်ခုစလုံးကိုတပြိုင်တည်းသုံးပြီးစကြဝဠာကြီးကိုအပေါက်ဖောက်ဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ထွက်လာတဲ့စွမ်းအားတွေကိုသူ့ရဲ့ခန္ဓာကိုယ်ကမခံနိုင်ပဲအမှုမြင့်သွားတာပဲဖြစ်ပါတယ်။ဆိုတော့အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာ What If Season 3ရဲ့ဗီဒီယိုနဲ့အတူပြန်လာရပါမယ်။